ဒါကတော့အကောက်ခွန်ကသိမ်းဆည်းထားပြီးအခုတော့ဘာမှမသိရတဲ့လျှို့ဝှက်တစ်တာအဖြစ်လေလံတင်လိုက်တဲ့ကွန်တိန်နာတစ်လုံးပဲဖြစ်ပါတယ်။တော့ကိုဖြတ်ပြီးတကားတွေဖွင့်လိုက်တာနဲ့ယတနာရှာဖွေသူတွေကသူတို့ရဲ့စစ်ဆေးမှုကိုစတင်လိုက်ကြပါတယ်။အထဲမှာတော့ဘီရိုနှလုံးနဲ့အပေါ်မှာတင်ထားတဲ့ဖျားအချို့ကိုပဲမြင်ရပါတယ်။လူမဲညီကိုတွေကတော့ဒါကိုမြင်တာနဲ့စိတ်ပြတ်သွားကြပါတယ်။မက်သျူးကတော့အသက်ကြီးပေမဲ့မျက်စိကတော်တော်ဆူးရှာပါတယ်။သူကဘီရိုပေါ်ကအလန်တစိတ်ကိုတတိထားမိလိုက်ပြီးအထဲမှာပါတဲ့အရာတွေကပြိုင်ပွဲတစ်ခုခုနဲ့သက်ဆိုင်နိုင်တယ်လို့တွေးလိုက်ပါတယ်။ဒီကွန်တိန်နာရဲ့အရွယ်အစားအရအထဲမှာဒီထက်မကရှိအောင်ပါပဲလို့သူယူဆလိုက်ပါတယ်။အေစရင်းညီအကိုတွေကတော့အပေါ်ကအပေါက်လေးကနေချောင်းကြည့်ရင်အထဲမှာတစ်ခုခုကိုအသေးချာထုတ်ပိုးထားတာကိုမြင်လိုက်ရပါတယ်။အရွယ်အစားကတော်တော်ကြီးတာမို့ဒါဟာတန်ဖိုးမနှဲနိုင်ဘူးဆိုတာသူတို့သိလိုက်ပါတယ်။လီလန်ကိုဒေါ်လာ9000နဲ့စတင်ခဲ့ပါတယ်။မက်သျူးကဒေါ်လာ12000ထိချက်ချင်းမြင့်လိုက်ပါတယ်။တခြားသူတွေရဲ့လီလန်ဆွဲမှုကိုဂယုမစိုက်ပဲသူကဒေါ်လာ21900နဲ့အနိုင်ရသွားပါတယ်။သူတို့တွေစိတ်လှရှားစွာနဲ့စစ်ဆေးကြည့်ကြပါတယ်။ပထမဗီဒီယိုထဲမှာတော့အသက်ကယ်ကိရိယာတွေအပြည့်ပါနေပြီးအားလုံးပေါင်းမှဒေါ်လာ900ပို့လောက်ပဲရှိပါတယ်။ဒုတိယဗီဒီယိုထဲမှာတော့နိုင်ငံစုံအလံတွေအပြည့်ပါနေပါတယ်။အဲ့ဒီနောက်မှာတော့ထုတ်ပိုးထားတဲ့ယတနာကိုတွေ့လိုက်ရပြီးအပြင်ကိုတွန်းထုတ်ကြည့်လိုက်တဲ့အခါတယောက်စီအိုလံပစ်ပြိုင်ပွဲတုံးရွက်လီငယ်တစ်စင်းဖြစ်နေပါတယ်။ဒါကအသစ်အတိုင်းရှိနေပြီးဘာချစ်ရမှမရှိပဲ69%လောက်ကိုအကောင်းတိုင်းရှိနေတာပါ။အနည်းဆုံးဒေါ်လာ3300လောက်တန်ပါတယ်။နောက်တွဲရင်နဲ့တခြားကိရိယာတွေအပါအဝင်သူတို့ဒေါ်လာ3400အမြတ်ရသွားပါတယ်။ဒါကတော့အတလန်တာကနေလာတဲ့ကွန်တိန်နာတစ်လုံးပါပဲ။ကက်ယောဂါကြောင့်ဘယ်သူမှလာမရွေးခဲ့တာမို့အခုတော့လူသိရှင်ကြားလေလံတင်နေတာဖြစ်ပါတယ်။လေလံမှုရဲ့အပြောအရအထင်းမှာကားတစ်စီးပါဝင်နေပါတယ်။ဘယ်တစ်စိတ်ဘယ်မော်ဒယ်လဲဆိုတာတော့ဘယ်သူမှမသိကြပါဘူး။ကားတစ်စီးပါဝင်နေဆိုတဲ့သတင်းကြောင့်ယတနာရှာဖွေသူတွေစိတ်မထိန်နိုင်အောင်ဖြစ်နေကြပါတယ်။စကားတွေအများကြီးပြောမနေတော့ပဲကွန်တိန်နာကိုဖွင့်ကြည့်ကြရအောင်ပါ။တကားဖွင့်လိုက်တာနဲ့အားလုံးအံ့အားသင့်သွားကြပါတယ်။အထင်းမှာတော့လျှို့ဝှက်တစ်တာမျိုးစုံနဲ့တေးချထုတ်ပိုးထားတဲ့ပစ္စည်းတွေရှိနေပြီးကားရဲ့အစိပ်ပိုင်းအနှဲငယ်ကိုပဲမြင်ရပါတယ်။ဒီနာကတော့ပုံစံကိုကြည့်ပြီးခံမှန်းကြည့်လိုက်ပါတယ်။အကယ်၍ဒါဟာဂျီပ်ကားတာဆိုရင်အနည်းဆုံးဒေါ်လာ15000လောက်တန်ပါပါ။ဒါဟာကောင်းမွန်တဲ့လောင်ကြီးတစ်ခုဖြစ်နိုင်ပါတယ်။တခြားသူတွေကလည်းဓမီတွေမြန့်ပေါင်းတွေသုံးပြီးအသေးချာကြည့်ရှုစစ်ဆေးကြပေမဲ့ဘာကားလဲဆိုတာမခွဲခြားနိုင်ကြပါဘူး။လီလံပွဲကိုတရားဝင်စတင်လိုက်ပါတယ်။ဒီနာကဒေါ်လာ9000နဲ့စဖွင့်လိုက်ပါတယ်။ဒါကလူအုပ်ကြီးကိုစိတ်လှုပ်ရှားသွားစေပြီးဈေးနှုန်းက9ကနန်းထိမြန်ဆန်တက်သွားပါတယ်။မက်သျူးကအနိုင်ရဖို့မျှော်လင့်ချက်နဲ့ဒေါ်လာ15000ပေးခဲ့ပေမဲ့ဂျီစင်ကအရှုံးမပေးဘဲဒေါ်လာ1000ထပ်တိုးလိုက်ပါတယ်။ဂျီစင်အနိုင်ရပြီလို့ထင်နေတော့မှပဲမိုးကရုတ်တရက်ဝင်ဆွဲလိုက်ပြီးဒေါ်လာ16500နဲ့အနိုင်ရသွားပါတယ်။ညီကိုတွေကယတနာရှာဖွေမှုကိုစတင်လိုက်ပြီးညာဘက်ကရေးဆိုကန်အကာကိုဖယ်လိုက်ပါတယ်။အထဲမှာတော့အတုံးအဆောင်တစ်တွေပါဝင်နေပြီးဒေါ်လာ400တန်ဂိမ်းလက်ဆောင်ဘူးတွေတခုကိုဒေါ်လာ80တန်အပြင်ထွက်ရင်သုံးတဲ့နေဂါတဲ10ခုတခုကိုဒေါ်လာ200တန်အသားကင်ဆက်တင်2ခုနဲ့ဒေါ်လာ80တန်ရေခဲပုံး10ပုံးတို့ပါဝင်နေပါတယ်။အဲ့ဒီနောက်မှာတော့အနားကလျှို့ဝှက်တစ်တာတွေကိုဖွင့်ကြည့်လိုက်ရမှာဒေါ်လာ1000ဖူးလောက်ရှိတဲ့ဆေးဖြန်းဆက်တွေအပြည့်ဖြစ်နေပါတယ်။အရင်ကြေဖို့အတွက်တော့ဒီပစ္စည်းတွေကမလုံလောက်သေးပါဘူး။သူတို့အတွက်အထဲကကားကအရေးကြီးနေပါတယ်။ညီကိုတွေကအမျက်ရဖို့မျှော်လင့်ချက်နဲ့နောက်ထပ်အကာတစ်ခုကိုမြန်ဆန်ဖယ်လိုက်ပါတယ်။ပထမဆုံးမြင်လိုက်ရတာကတော့ SUV ကားတစ်စီးဆိုတာထင်ရှားပေမဲ့ပျော်ရွှင်မှုကခဏလေးပဲခံလိုက်ပါတယ်။ကားရဲ့နောက်ပိုင်းပဲပါလာတာဖြစ်ပါတယ်။ရှေ့ပိုင်းကမပါလာပဲပျောက်နေတာမို့အများဆုံးရောင်းရမှာဒေါ်လာ3000ပဲရမှာပါ။ကန်ကောင်းတာကတော့နောက်ဆုံးလျှို့ဝှက်တစ်တာတစ်လုံးကျန်နေပါသေးတယ်။ဖွင့်ကြည့်လိုက်တဲ့အခါ80လက်မ TV တစ်လုံးဖြစ်နေပြီးဒေါ်လာ300လောက်တန်ပါတယ်။အားလုံးစစ်ဆေးပြီးတဲ့အခါမှာတော့ညီအကိုတွေတော်တော်လေးအထိနာသွားပြီးကုန်ကျစရိတ်တွေနှုတ်ရင်ဒေါ်လာ9000လောက်ရှုံးသွားခဲ့ပါတယ်။ဒီကွန်တိန်နာကတော့3လကျော်ကြာအောင်ဘယ်သူမှလာမရွေးတာမို့အာနာပိုင်တွေကလေလံတင်လိုက်တာဖြစ်ပါတယ်။တော့ကိုဖြတ်ပြီးတကားဖွင့်လိုက်တာနဲ့ယတနာရှာဖွေသူတွေအလက်နကြားဖြစ်သွားကြပါတယ်။ခိုးအုပ်ကြီးပြန်ထွက်လာပြီးခူချီတွေလည်းအများကြီးကြံခဲ့ပါတယ်။အနံ့ကလည်းတော်တော်လေးဆိုးလာပါတယ်။ဒါဟာကွန်တိန်နာအပေါ်ပိုင်းမှာအပေါက်တွေရှိနေလို့ဖြစ်ပါတယ်။ဒါတောင်မှရှာဖွေသူတွေရဲ့စိတ်အားထက်သန်မှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။မက်သျူးကအထဲမှာဒေါ်လာ1000ချီတန်နဲ့တန်မနီဂျိုးတွေနဲ့ဝါယာဂျိုးတွေကိုတတိထားမိလိုက်ပါတယ်။ဒါကိုတော့အနိုင်ရမှာဖြစ်မယ်လို့သူဆုံးဖြတ်လိုက်ပါတယ်။လီလံပွဲစတင်တဲ့အချိန်မှာတော့ဒီနာကဒေါ်လာ1000နဲ့စတင်ခဲ့ပြီးပစ္စည်းတွေရဲ့တန်ဖိုးကိုမြင်ကြတာမို့အားလုံးကစိတ်အားထက်သန်စွာနဲ့လီလံဆွဲကြရာဈေးနှုန်းက9ကနန်းအထိမြန်ဆန်တက်သွားပါတယ်။မက်သျူးနဲ့သူ့ညီအစ္စရေးလ်တို့ကဒေါ်လာ9000အထိအပြန်အလှန်လီလံဆွဲခဲ့ကြပါတယ်။နောက်ဆုံးမှာတော့တခြားသူတွေအရှုံးပေးလိုက်ရပါတယ်။မက်သျူးကလျှို့ဝှက်တစ်တာကြီးကိုအနိုင်ရသွားပြီးတခြားသူတွေကိုလှောင်ပြောင်ဖို့လည်းမမေ့ခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့သူပစ္စည်းတွေကိုစစ်ဆေးပါတယ်။အထဲမှာဒေါ်လာ1000ချီတန်တဲ့အသက်ကယ်ခါဘတ်တွေပါတဲ့တစ်တာတဒါဇင်ကျော်နဲ့ဒေါ်လာ200ဘိုးလောက်ရှိတဲ့တန်မနီကျိုးအသေးစားလေးတွေပါဝင်နေပါတယ်။တန်ဖိုးအရှိဆုံးကတော့တစ်လိပ်ကိုဒေါ်လာ9000တန်တဲ့လျှက်စစ်ဝါယာကျိုးအလိပ်ကြီးတွေပဲဖြစ်ပါတယ်။လေးလိပ်တောင်ပါတာမို့ဒါတင်ဒေါ်လာ2000ဘိုးရှိနေပါပြီ
ဒေါ်လာ1000လောက်နဲ့ပြန်ရောင်းလို့ရမယ့်လှေတက်တွေလည်းရှိပါသေးတယ်အထဲမှာတေချာထုတ်ပိုးထားတဲ့အရာတွေကိုတွေ့ရပြီးဒါတွေကတော့တစည်းကိုဒေါ်လာ2500တန်နဲ့လီဖောင်းလီတွေဖြစ်နေပါတယ်လီဖောင်းလီ4စီးဆိုတော့စုစုပေါင်းဒေါ်လာ3000ဖိုးရှိပါတယ်ကုန်ကြစရိတ်တွေနှုတ်လိုက်ပြီးတဲ့နောက်မက်သျူးတယောက်အသားတင်အမြတ်ဒေါ်လာ16000ရရှိသွားပါတယ်